လာရှိတဲ့နေ့တစ်နေ့ပေါ့နော်ကျွန်တော်တို့မြန်မာမြည့်ထားသမိုင်းမှာဒီ BEL ပေါ့ Battery Electric Locomotive Battery လျှက်စစ်စက်ကောင်းနဲ့စတင်ပြေးဆွဲတဲ့ခီးစဉ်ကိုစတင်နိုင်ခဲ့တာပေါ့နော်ဒါကျွန်တော်တို့နိုင်ငံတော်ကြီးခဲ့ရဲ့လမ်းညွှန်မှာကြားခြင်းနဲ့သူကျွန်တော်တို့အကောင့်တွေပေါ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်မြည့်ထားသမိုင်းမှာကြည့်လို့ရှိရင်ဒါပထမဆုံးစတင်တာဖြစ်တယ်လို့မြည့်ထားသမိုင်းဒီကျွန်တော်တို့နိုင်ငံမှာ1889ခုနှစ်မေလ1ရက်နေ့မှာကျွန်တော်ယထာစတင်ပြီးဆွဲနေတာအခုဆိုရင်148နှစ်ဖြစ်သွားပြီပေါ့ဆိုတော့ဒီမှာကျွန်တော်တို့မြင့်ထားပြေးဆွဲမှုတမန်တစ်လျှောက်လုံးမှာလည်းတိုးတက်မှုတွေများစွာပဲကျွန်တော်တို့ကြုံတွေ့ခဲ့ပါတယ်အခုကျွန်တော်တို့ဒီဘက်အစိုးရလက်ထက်မှာရောက်လာတဲ့အခါကျတော့ DMU ယထာပေါ့ကျွန်တော်တို့အကောင့်တွေပေါ်ဆောင်ရွက်နိုင်ခဲ့တာပေါ့နော်အခုလည်းလက်ရှိခီးသွားတဲ့ပြည်သူတွေစစရရအဆင်ပြေအောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နိုင်ခဲ့တယ်ပေါ့ဒါကတော့ရန်ကုန်ကနေကျွန်တော်တို့တောင်ငူထိပြင်ဆင်ပြီးတော့ပြေးဆွဲတာပေါ့တောင်ကနေပြီးတော့နေပြီးတော့အပိုင်းထိကြတော့ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့မဖြစ်အောင်ဆိုပြီးတော့ကျွန်တော်အခုလက်ရှိဆိုရင်85ကီလိုလောက်ထိကျွန်တော်ဆွဲနိုင်တဲ့အနေအထားကိုရောက်လာပြီပေါ့နော်နေပြီးတော့ကနေမန္တလေးပိုင်းကြတော့မြက်ထားလမ်းတွေကိုကျွန်တော်ပြင်ဆင်ရင်းနဲ့အခုဆိုရင်လည်းဒါဒီ budget ကြီးကအကုန်မှာ85ကီလိုလောက်ထိကျွန်တော်ပြေးဆွဲနိုင်တဲ့အနေအထားကိုရောက်တော့မှာပေါ့အဲ့အတွက်ကိုကျွန်တော်လမ်းပိုင်းဆိုင်ရာအဆင့်မြင့်တင်ခြင်းတွေဆောင်ရွက်တယ် DM ရထားတော့နေပြည်တော်ထိပဲပြေးဆွဲပြီးတော့နေပြည်တော်ကနေပြီးတော့မန္တလေးကိုကြတော့လေးရထားပေါ့ရိုးရိုးဒီဇယ်ကောင်းတွေနဲ့ကျွန်တော်တို့ပြေးနေတာပေါ့အဲ့တော့ဒီဇယ်ကောင်းတွေနဲ့ပြေးနေရနေပြီးတော့ကျွန်တော်တို့ကအခုဟလာဟိုဘက်ထရီလျှက်စစ်စက်ကောင်းတွေနဲ့ပြေးဆွဲနိုင်တဲ့အဆင့်ထိကိုတိုးတက်ကြံဆောင်ပြီးတဲ့အခါမှာချိတ်မဲ့တွဲဆိုင်တွေကိုလည်းလေးအေးပေးဆက်ပါတယ်အခုလိုအထက်တန်းတွဲတွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးပြေးဆွဲတာပေါ့ဒီ BEL ဘက်ထရီရထားကောင်းနေနေကသူကဟိုရထားတွဲ15တွဲကနေ19တွဲလောက်ထိကျွန်တော်တို့ဆွဲနိုင်တယ်ကီလိုမီတာ100လောက်ကိုကီလိုမီတာ200လောက်ကိုဒီတစ်ချိန်နဲ့တစ်ပြိုင်တည်းကျွန်တော်တို့ပြေးဆွဲနိုင်တဲ့အနေအထားရှိတာပေါ့အခုတော့ကျွန်တော်တို့ခီးသွားပြည်သူတွေရဲ့လက်ရှိလိုက်ပါစီးနှင်းမှုအနေအထားအရ200ကျော်300လောက်ပဲပါတဲ့အခါကျတော့ကျွန်တော်တို့ကအထက်တန်းတွဲ2တွဲနဲ့ရိုးတွဲ2တွဲကိုချိန်ပြီးတော့ဒီထဲမှာကျွန်တော်တို့ပြေးဆွဲပြီးသွားတာပေါ့ခီးတယ်ဒီတကယ်စီးနှင်းမှုများလာမယ်ဆိုလို့ရှိရင်တော့ယထာတွေကိုထပ်မံချိတ်ပြီးတော့ပြေးဆွသွားမယ့်အနေထားပေါ့နော်အခုယထာလမ်းအနေထားရယ်ကျွန်တော်တို့စက်ကောင်းရဲ့အနေထားရယ်နဲ့ကျွန်တော်တို့အခု9နာရီကျွန်တော်တို့တွက်ထားတာပေါ့ယထာလမ်းကိုထပ်အဆင့်မြင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့9နာရီရနေပြီးတော့4နာရီခွဲ4နာရီစက်ပြင်ကျွန်တော်ပြေးဆွနိုင်ဖို့အတွက်ဆက်လက်ပြီးတော့ကြိုးစားဆောင်ရွက်သွားမယ့်အနေထားပါပဲဒါဆိုလို့ရှိရင်ရန်ကုန်မန္တလေးခီးစဉ်ပြီးတစ်ဖြောင်နဲ့ဖြစ်သွားတော့မယ့်အနေထားပေါ့ဆိုတော့ရန်ကုန်ကနေမန္တလေးပဲသွားမန္တလေးကနေပြီးတော့ရန်ကုန်ပဲလာပေါ့နော်ခီးတဲ့တွေရဲ့သွားရေးလာရေးတွေအဆင်ပြေသွားမှာပေါ့